Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးသွားမှာကပြင်သစ်နိုင်ငံ Paris မြို့မှာတည်ရှိတဲ့ Eiffel Tower ရဲ့လူသိနေတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင် Eiffel Tower ကိုတန်တွေကြီးပဲအသုံးပြုပြီးတော့မှဆောက်လုပ်ထားတာဖြစ်ပါတယ်တန်ရဲ့သဘောတဘာဝကအပူနဲ့ထိတွေ့လို့ရှိရင်ပိုပြီးတော့မှဆက်တဲ့အနေအထားရှိပါတယ်ဒါကြောင့်မိတ်ဆွေကနွေရာသီဘက်မှာEiffel Tower ကိုတွားပြီးတော့မှလဲဖြစ်မယ်ဆိုလို့ရှိရင်ဒီ Eiffel Tower ကငကိုရှိရင်းဆွဲထက်ကို15 cm ခန့်ပေါ့နော်လက်မအားဖြင့်ဆိုရင်တော့6လက်မလောက်ပို့ပြီးတော့မှမြင့်နေတာကိုတွေ့ရှိမှာပဲဖြစ်ပါတယ်။စောင်းရာသီဆိုရင်တော့သူကအေးထန်ကြောင့်မလို့နည်းနည်းလေးကြုံသွားမှာပါ။ဒါကတော့ Eiffel Tower ရဲ့လူသိနေတဲ့အကြောင်းပဲဖြစ်ပါတယ်။နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။